ဖိုးတယောက်မြေပြင်ပေါ်ကျနေတဲ့ရွှေတုံးများကိုတရုံချင်းကောက်ယူနေပါတယ်။နောက်ဆုံးတရုံးကိုကောက်တဲ့အချိန်မှာတော့လက်ထဲမှာလှုပ်ဝက်ထားတဲ့ကြောက်တုံးတစ်လုံးကိုလည်းငြိမ်းငြိမ်းချမ်းချမ်းယူထားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအရာရှိကသူ့ကိုပြစ်တက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့အဖိုးကအမြန်ဆုံးကြောက်တုံးကိုမြေမြုပ်မိုင်းတစ်လုံးပေါ်ကိုပစ်ချလိုက်ပြီးပောက်ကွဲမှုဖြစ်ပွားစေပါတယ်။အရာရှိကလမ်းပြီးရှေ့တက်တဲ့ကိုပစ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်လာပါတယ်။အဖိုးကတန်အိုးတစ်လုံးနဲ့ကြည်စံအားလုံးကိုတားဆီးနိုင်ခဲ့ပါတယ်။ဒီအခြေအနေကိုမြင်ရင် Captain America တောင်မင်းကတကယ်ထူးခြားတယ်လို့ချီးကျူးမိလောက်ပါတယ်။အရာရှိကအဖိုးသေးပြီလို့ထင်ပြီးပြစ်ခတ်မှုကိုရပ်လိုက်ပါတယ်။စစ်သားတစ်ယောက်ကိုစစ်ဆေးဖို့လွှတ်လိုက်ပါတယ်။ဒါပေမဲ့မနီးခင်ပဲမြေမြုပ်မိုင်းတစ်လုံးလေထဲထွက်ပြီးပောက်ကွဲသွားကစစ်သားကိုချက်ချင်းတက်သွားပါတယ်။ထို့နောက်နှစ်ယောက်ကိုဘယ်ညာကနေလွှတ်လိုက်ပေမဲ့3စက္ကန့်တောင်မကြာခင်တေဆုံးသွားကြပါတယ်။သူ့လူတွေတယောက်ပြီးတယောက်တေဆုံးသွားတာကိုမြင်ပြီးအရာရှိကမိန်းကလေးချင်းသားနှစ်ယောက်ကိုအရှိတူအတင်းကျပ်လွှတ်လိုက်ပါတယ်။သူတို့နဲ့လမ်းရှင်းမယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာအဖိုးကထွက်ပြေးပြီးသားဖြစ်နေပါတယ်။အဖိုးဟာပင်ပန်းနွမ်းနယ်နေပြီးပျက်စီးထားတဲ့ကားတစ်စီးအောက်မှာအိတ်လိုက်ပါတယ်။ဒဏ်ရာကိုခါပတ်နဲ့ချီကကြည်စံကိုကိုယ်တိုင်ထုတ်ယူခဲ့ပါတယ်။နာကျင်မှုအလွန်ပြင်းထန်တာကြောင့်မေ့လျော့သွားခဲ့ပါတယ်။မကြာခင်မှာပဲရန်သူစစ်သားများနဲ့အနံ့ခံခွေးများနီးကပ်လာကြပါတယ်။အတန်ကြားတာနဲ့အဖိုးလက်နိုးလာပြီးရွှေတွေကိုစူဆောင်းကကားအောက်မှာပြန်လဲလှုပ်ဝက်နေပါတယ်။စစ်သားတွေမမြင်နိုင်ခဲ့ပေမဲ့ခွေးတစ်ကောင်ကသွေးနံကိုဖမ်းမိသွားပါတယ်။အဖိုးကရန်သူဂျစ်ကားအောက်ကိုဝင်ပြီးဓာတ်နဲ့လောင်စာစီကန်ကိုဖြတ်ကပက်ထရိုးကိုပေါ်လောင်းလိုက်ပါတယ်။အနံ့ဖုံးမယ်လို့ထင်ခဲ့ပေမဲ့မှားသွားခဲ့ပါတယ်။ခွေးကလောင်စာနှံပါဖမ်းမိပြီးမန်မောနေပါတယ်။အခွင့်အရေးကိုတွေးမြင်လိုက်တဲ့အဖိုးဟာမြစ်ဖက်ကိုပြေးသွားပါတယ်။ဒါပေမဲ့စနိုက်ပါတစ်ယောက်ကခြေထောက်ကိုပစ်ခတ်လိုက်ပါတယ်။အရာရှိကအသက်ရှင်ဖမ်းဖို့အမိန့်ပေးပါတယ်